Hello မင်္ဂလာပါကျွန်တော်နာမည်ကတော့ KDF ပဲဖြစ်ပါတယ်ဒီကနေ့မှာတော့ Survivor Series အသက်ပြန်လုံးမှာဖြစ်ပါတယ်ဒီ Micro Survivor Series ရဲ့နောက်မြင်ကတော့ Mini Crab ပါပဲ Okay ဒီနေ့စခင် channel လေးကို like subscribe နဲ့ကူညီပေးဖို့ထိုးတောင်းဆိုချင်ပါတယ် Okay ဗီဒီယိုစကြအောင် Let's go စားလာချင်းမှာတော့အပင်ခောက်ပါမယ်အမေခေါက်ပြီးရင်ထိုးစားတယ်ပဲ credit တွေပဲလုပ်မယ်ဒီဒါလုံးနေကြတိုင်းတစ်ချောင်းလုပ်မယ် okay credit တွေထဲမှာလုံးနေကြတိုင်းပိတ်ကတ်လုပ်ပါမယ် okay ပိတ်ကတ်လုပ်ပြီးရင်တို့ကြောက်မိုင်းမယ် okay စားချင်အောင်ခိုးတွေ့တယ်မြတ် okay ကြောက်တူရင်အမြတ်မိုင်းမယ်မိုင်းကြအောင်โอเคကြောက်တုံးနေမိုက်ပြီးသွားပြီဆိုရှင်ကျွန်တော်အစားရှာမယ်โอเคစာရီမရပြီဆိုရှင်ကျွန်တော်တို့ခဲဆက်ကြအောင် let's go ကျွန်တော်ရှောက်သွားနေဒီချင်းအောင်မမိုက်တွင်တွင်တွေ့သွားခဲ့ပါတယ် oh shit bro โอเคအဲ့မှာခိုးသွားမိုင်းမယ်အဲ့မှာခိုးတုံးမိုင်းOkay, secondly, then Jared, oh my god, 12 you are what the heck? Yo, Yung pianta la ne umlambi. You know. Be my tella, maybe, okay. Are you my me? You know, I'm busy in Shiro, you know. Are you many that you are? Barely, creep out the go, Paula, you know, I show why. And I don't, you know. Sunny, Pian Soil, maybe. အညတ်ကောင်နဲ့ရောက်နေဆိုရှင်ကျွန်တော်လမ်းပြောင်းနေဘာမှမမြင်ရတော့ Okay အရှိကိုတွားကြည့်မယ်ဟာဟိုမှာ village မဟုတ်လား Okay village တွေ့ပြီဆိုရှင်တော့ village ရောက်ရင်ကျွန်တော်အမြန်ဆုံးအိမ်မရမယ်ဒီချက်လာမှာကြည့်မယ်ကွာဘာရှိပေါင်မို့တူတူရှိရရတယ်ဘာမှမဖြစ်ဘူး Okay ပြီးတော့အဲ့ရဖြတ်မယ်သွားမယ်ဒုံးမယ် Okay ရွာမှာရှိရရေးခါလေးအကူချိုးမယ်တေထွက်လို့မယ် Okay ဒီချက်မဲမေ Okay ဟိုရှိမှာဟေဘဲတွေရှိတယ်အကူသမားမယ်ကွာဒါနောက်ဆုံးတစ်ခုချင် Okay အကူကိုပြီးလင်းမယ်ရွာနေဒီမှာဘာမှမရှိဘူး Okay ဒီမှာဖျက်သေးရှိတာပါလားအကူသမားပဲကွာဒါလေးရရမယူတော့ဘူးကွာသွားတော့မယ် Okay ဒီအိမ်မှာတော့ဘာမှမရှိဘူး credit တွေပဲတလုံးရှိတယ်အခုမှားပဲကွာဒါလည်းယူပြီးတွားမယ်ဒီရွာနေမထွက်ခင်အိုးဟာမေးကြခဲ့မလို့အိမ်ဟုတ်လားရှိတယ်အကုန်ကျိုးမယ်ဟာကျွန်တော်မှတက်တာမရှိကျွန်တော်ဓာတ်တွေ credit လို့မရဘူး okay ဒီဆိုကျွန်တော် credit တွေပဲရှိတယ်ဓာတ်လို့မယ်ကွာဓာတ်ဓာတ်မဟုတ် ash လို့မယ် wood ash လို့မယ်ကွာကြောက်Okay, my ayulah. Baca, tu aja ini ya. Yo, mana? Di awal ni saya lu yang tu. Okay, di kau lalu miau. Okay, cok. Mula aslam sih, lena berjaya me kuah. Jai dah. Okay, ayulah show me tu ame. Di awal ni late tu ame. Okay, tu abi hey. Okay ကြောက်တော့မရှိဘူးကျွန်တော်ကအဲ့ဒါဆိုကြောက်လို့မိုင်းမယ် let's go Okay ပြီးတော့ creative ထဲမှာကျွန်တော်ဒို6 crab ပြီးတော့ကျွန်တော် picket တစ်ခု crab မယ် picket တစ်6 crab မယ် Okay ပြီးတော့ stone ash တစ်ခု crab မယ် Okay picket တစ်ခု crab ပြီးမီးဖို့ furnace crab မယ် Okayဒါတွေအကုန်လုပ်ပြီးသွားဆိုရှင်ဒီရွာနေလဲပြီဟုတ်တာငါခုံးတို့မေးနေတယ်မဲခုံးတူးမယ် Okay ဒီနေရာနေလဲပြီဗျာ Okay ကျွန်တော်ဘယ်ဖက်သွားရကောင်းမလဲဒီဝါးဘက်ပဲရောက်ပါရွာဒီဘက်သွားရကောင်းလားဒီဘက်လည်းမကောင်းကွာဟိုဘက်လည်းပဲသွားရမယ် Okay ဝါမယ်ကျွန်တော်အေးလေးတလုံးဆောက်ဖို့ကျွန်တော်မှာတက်သားလည်းမရှိဘူးအဲ့ဒါကြောင့်တက်သားလေးတွေလိုက်ခါလိုက်ကြ let's go
Okay အပေခေါက်သွားဆိုရှင်ကျွန်တော်အိမ်ဆောက်ဖို့နေရာလေးလိုက်ရှာကြအောင် Let's go ခုရှိသွားကြည့်ကြည့်ကွာဘယ်လိုနေရာလေးရှိနေအစားစားတာပဲလာစားနေဟာဒီနေရာလေးမဆိုးကွာကြည့်တယ်အိုးမိုက်တယ်ကွာဒီနေရာလေးမှာအိမ်ဆောက်ဖို့ကောင်းမှထင်တယ် Okay အဲဆိုကျွန်တော်အိမ်ဆောက်ဖို့နေရာလေးတွေလိုက်ချက်ရအောင် Let's go โอเคနေရာလေးတော့ကျွန်တော်လိုက်ပြီးတော့ရှင်းနိုင်ပါပြီโอเคကျွန်တော်အိမ်ဆောက်ဖို့ပဲကြံပါတော့တယ်โอเคအိမ်ဆောက်ဖို့ပစ္စည်းလေးတွေရှာကြ Let's go Okay ပစ္စည်းတွေအကုန်စုံဆိုရင်အိမ်ဆောက်ကြ Let's go Okay အေးတော့ပြီးပြီလှတယ်မလား Okay ကျွန်တော်အိတ်ထဲကိုပစ္စည်းတွေအကုန်ထဲပါမယ် ဟ
ဒီနေရာတွေကနည်းနည်းလေးဘယ်လိုဖြစ်နေလဲဒီကောင်လေးထားလိုက်ကောင်းမယ်ကွာတဲ့โอเคလှသွားပြီโอเคမိုက်တယ်အပြင်ဘက်တော်လေးလှတယ်โอเคထဲတိုင်းမှာကျွန်တော်မှာရှိတဲ့ပစ္စည်းတွေအကုန်ထားမယ်ပေါ့ဗျာဝေထားတော့ပြီးပြီဆိုရှင်ကျွန်တော်ချက်လေးခုလုပ်မယ်ကွာဘာဖြစ်လို့ရှိရင်ကျွန်တော်မှရှိတယ်မလိုအပ်တဲ့ပစ္စည်းတွေအဲ့ဒီထဲကိုထည့်ထားမယ်ကျွန်တော်မလိုအပ်တဲ့ပစ္စည်းကတော့ဒီမှန်တွေဘာလဲကျွန်တော်အကုန်ထည့်တယ်ပေါ့ဗျာကျွန်တော်ဒီကောင်လေးထည့်လိုက်မယ်ကွာဘာမှမဖြစ်ဘူးโอเคထည့်လိုက်မယ်โอเคဒီထက်โอเคကျွန်တော်လည်းထည့်โอเคရပြီကျွန်တော်မအိတ်ခင်အတွက်နေဝင်စီးစာတွေဒါမှလှတယ်နော် Minecraft နေဝင်စီးစာတွေဘယ်လိုလှလဲဆိုရှင်ကြည့်โอเคမနေ့ရောက်ပြီโอเคကျွန်တော်ရဲ့အိမ်ကိုတော့ပြအောင်ဆိုင်ခဲ့တယ်ပေါ့ဗျာကျွန်တော်ရဲ့ survivor တွေမှာโอเคကျွန်တော်ရဲ့ area လှတယ်မလားလှတယ်ဆိုရှင် channel လေးကိုလည်း like ကူညီပေးဖို့ထူပဲတောင်းဆိုချင်ပါတယ်โอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာကျွန်တော်နဲ့ပြန်စုတွေ့ကြမှာပေါ့ဗျာအားလုံးပဲဘိုင်ဘိုင်ပါဗျာโอเคမှားလေးတွေပါခဲ့ဆိုရှင်လည်းကျွန်တော်ထိုးတောင်းပန်ပါတယ်ကျွန်တော်ခုမှ YouTube မှာဗီဒီယိုကိုအတန်နဲ့တင်ဖူးတာပေါ့ဗျာဒီဗီဒီယိုလေးတစ်ပုဒ်ပဲရှိပါတယ်အမှားလေးပါခဲ့ဆိုရှင်ထိုးတောင်းပန်ပါတယ်